ကျွန်တော်တို့တာဖာနဲ့ယထာနဲ့ဘာယံမြူနစ်ကိုသွားတယ်အခုမြူနစ်ကိုညနေပိုင်းရောက်သွားပြီးတော့တာဖာနဲ့ညပိုင်းလမ်းလျှောက်ကြတယ်ကဲနောက်နေ့မနေ့စောစောမှာထားပြီးတော့တာဖာနဲ့စပိန်ကိုfucking လုပ်တယ်ပြီးတာနဲ့ ready လုပ်ပြီးတော့တဲ့ ready to ride ဖြစ်ဖို့အစင်းနဲ့ပြင်တယ်ကဲအခုတော့စထွက်ပြီတဲ့တာဖာနဲ့ဘာယံမြူနစ်တရင်ရနေမနဲ့အစိုးရမှာနှစ်ယောက်သားလမ်းနဲ့ရှင်းနေဆိုတော့ ACC ပဲနင်းကြတာပေါ့ဗျာလမ်းတစ်ချောင်းမှာတော့ဘာကားမှမရှိဘူး traffic ကလည်းတိတ်မဖြစ်ဘူးဘာကြောင့်လဲဆိုတော့ Sunday ဖြစ်တာတကြောင်မနဲ့ morning အစိုးရဖြစ်တာတကြောင်ဆိုတော့ကျွန်တော်တို့တာဖာနှစ်ယောက် ACC နဲ့ပဲစပိန်နင်းဖြစ်ခဲ့ကြတယ်မျိုးကတော့အိနေတော့မယ်ပေါ့ဗျာနောက်ထပ်တစ်နာရီလောက်ဆိုရင်တော့ဒီမျိုးကြီးကတော့ပြန်စီကားလာမှာပေါ့အခုကတော့မနေ့အစိုးရဆိုတော့ရထားတွေတက်ဆီတွေလောက်ပဲရှိတယ်လမ်းလျှောက်တဲ့လူသိမရှိဘူးလမ်းပေါ်မှာကျွန်တော်တို့လောက်ပဲတွေ့ရတာပေါ့ဗျာDenk ik kapot gemaakt.ကျွန်တော်တို့တာဖာနဲ့ဒါပထမဦးဆုံးကမိုင်းစမ်ကျွန်တော်တို့အတူတကွခီးသွားခြင်းဖြစ်တာပေါ့လေအဲ့လိုခီးသွားတဲ့နေရာမှာလဲစပိန်နဲ့သွားတာဆိုတော့ကျွန်တော်တာဖာနဲ့ကတော်တော်ကြီးကိုနေနေစစရှိတယ်ပေါ့ဗျာကျွန်တော်တို့ကအိမ်မှာသာနေတာလေသူကလည်းသူ့ကြောင်းတယ်သူကျွန်တော်လည်းကျွန်တော်လုပ်လဲလို့ဆိုတော့ကျွန်တော်ကမနေ့အိမ်ကထားရင်သူကကြောင်းသွားပြီကျွန်တော်ကအိမ်ပြန်ရင်သူကအိမ်ပြီဆိုတော့ကျွန်တော်တို့တာဖာမြောက်က keep in touch တင်ဖြစ်ဘူးအခုတူခီးသွားလိုက်တော့အများကြီးရင်းနှီးမှုပူရပါတော့ပေါ့ကျွန်တော်နဲ့ကျွန်တော်သားနဲ့နှစ်ယောက်သားစပိန်နဲ့ကျွန်တော်တို့အခုအီတလီကိုသွားနေကြတာဖြစ်ပါတယ်လမ်းတစ်ချောင်းမှာလည်း ACC ပဲကျွန်တော်စိတ်ချမ်းသာပါတယ်ကျွန်တော်သားနဲ့နှစ်ယောက်သားသူက16နှစ်ရှိပြီပေါ့ဗျာအဲ့ပေါ့16နှစ်ဆိုတော့လူငယ်ပေါက်စအတူပြပေါက်စဆိုတော့လေဒီနေ့လေးပြောရဆိုတော့ခတ်တာကလွယ်လို့တော်တော်ကြီးကိုအဆင်ပြေပါတယ်ကဲဒီလိုနဲ့ပဲကျွန်တော်တို့ဆက်ပြီးနေကြတာပေါ့ဗျာကျွန်တော်တို့အခုလိုစပိန်နဲ့ဒီဘာယံမြူနစ်ကြီးကိုတမျိုးလုံးကိုဖျက်ပြီးတော့နင်းရတာတော်တော်ကြီးကိုတော့ကြာတော့ဗောလေကျွန်တော်ဒီကြားထဲမှာတော်တော်များများဖြတ်လိုက်တာရှိတယ်အဲ့လိုပဲဟိုနင်းနာရင်နဲ့
ဒီမြို့ပြင်ကိုထွက်ဖို့ကတနအီနီးပါးတော့ကျွန်တော်တို့တနအီကြော်မထင်းနဲ့တော်တော်နေလာရတယ်အခုကတော့ဒီတက်ရေးဆက်သွားရင်တော့ဖြည်းဖြည်းချင်းတော့မြို့ပြင်ရောက်မယ်လို့ထင်တာပဲတစ်ချက်တော့လက်ကြည့်ကြအောင်ခင်ဗျာစပိန်ထိုးလို့တော့ပေါ့ဗျာဘာလဲဆိုတော့နိုင်ငံတော်ကမဟုတ်ဘူးကျွန်တော်တို့ကအခုနှစ်နိုင်ငံကိုဖျက်ပြီးတော့စပိန်စီးမှာကျွန်တော်တို့ကဂျာမနီကိုကျွန်တော်တို့ဖျက်လာပြီဖျက်လာတော့ဂျာမနီမှာအခုဆိုရင်ဘာရမှုတွေကိုဖျောက်တော့မင်းညာဟုတ်တယ်မှာမင်းညာအိပ်ပြီးတော့ဒီကနေ့ဘာရမှုတွေမှာရပါဗျာ။မာလူကမဆိုတော့ဒီမှာတော့တော့ဆက်လိုက်တယ်။ဒီကုန်းကိုဆက်ပြီးရင်းနေပါလေခင်ဗျာ။အိုးဒါဒီပတ်လေးတော့ပေါ်ထားတော့။ဆက်ပြီးတော့ဒီကုန်းကိုဒီပြီးတော့geradeတယ်။ gerade auf Warte, langsam sehen. So, yes. Ja, super. Was verkaufen die? Blumen? Wow, wir sehen schon Belgier, können wir sehen. Ja. Hä? Ja. So, wir sind jetzt vor Brenner. Aber es regnet. Heute war nicht so schönes Wetter. Bis gestern war sehr schön. Und ja, müssen wir ein bisschen ein paar Kilometerchen Unterstraße fahren. Hallo. Wir sind jetzt irgendwo vor Brenner. Noch 5 Kilometer, wir sind schon in Brenner. Sagen wir so Italien. So, das ist unser Bike. Alles gepackt. So, jetzt weiter geht's. Sind wir jetzt? Gucken wir Italien. Ja, Italien wo? Welches Dorf? Machst du deine aus? Drum alles schmutzig. Bike. Wir sind jetzt irgendwo in Italien. Klausen. Und wie weit noch? Es ist jetzt
Hinten! Nochmal tun. Sony Super Namaste 2. Santo da Bankun! Wir kommen! Wir fahren sogar da! Jawohl! Tunnel! Wer ist da hinten? Namaste. Namaste! ဒီလိုနဲ့ကျွန်တော်တို့သားပါမြောက်စိတ်လွတ်လပ်လို့အော်ပြီးတော့ပြီးတော့ပေါက်တကယ်လေးပြောပြီးတော့စပိန်နင်းလိုက်ကြတာအီတလီအထိပါပဲအေးပါလေလူလမ်းမှာတယောက်မှမရှိတော့ကျွန်တော်တို့သားပါမြောက်စိတ်ကြီးလက်ကြီးအော်ကြပြောဖို့ကောင်းပါလေဒီလိုနဲ့ပဲနင်းလိုက်ကြတာတဖြည်းဖြည်းနဲ့တောင်းတွေကိုဖြတ်ရွာတွေကိုဖြတ်မြို့တွေကိုဖြတ်ကာဒန်စီကိုရောက်ခဲ့ကြပြီတဲ့ကဲအခုကျွန်တော်တို့ကာဒန်စီကိုရောက်သွားပြီပေါ့ဗျာ